အားလုံးပဲမင်္ဂလာပါမျိုးတို့ကျွန်တော်တို့23ရက်เนาะကျွန်တော်တို့6လ2026ကျွန်တော်တို့အင်္ဂါနေ့အတွက်เนาะ YouTube Facebook TikTok ကTikTok ကတော့ကျွန်တော်မတင်ပေးတော့ဘူးเนาะ TikTok ကဘယ်လိုမှတင်လို့မရတဲ့အတွက် TikTok ကအကောက်ကတော့follower ဟိုရင်တော့ဆို follower 9သိန်းရှိတဲ့အကောက်လည်းပြတ်တယ်ဒါလောက်ပဲရှိပြတ်တယ်တလည်းစက်ပြတ်တာပေါ့နော်သူ့ရဲ့ဖြည့်ရှင်းရတာတက်လုံးနဲ့တင်အဆင်မပြေလို့ TikTok ကတော့မတင်ပေးတော့ဘူး Facebook YouTube ကအမျိုးတွေအတွက်လာရောက်ပြီးတော့အခွေတင်ပေးခြင်းဖြစ်ပါတယ်မင်္ဂလာရှိတော့ကျွန်တော်မင်္ဂလာရှိတော့နေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ကဲကျွန်တော်တို့အဖွင့်နေ့မှာတော့မနက်ပိုင်းမှာပဲကျွန်တော်တို့เนาะမင်္ဂလာဖြစ်သွားပါတယ်အဖွင့်နေ့မှာမနက်ပိုင်းမှာကျွန်တော်ရဲ့အားကိုအားထားတယ်ကျွန်တော်ရဲ့ main ပတ်တီနောက်ပြီးတော့ YouTube Facebook ဝိုင်းနေပြီးတော့ကျွန်တော်ရဲ့အခွေကိုကြည့်နေကြတော့အခွေသမားတွေကြတော့เนาะမနေ့ကဆိုအခွေရောပတ်တီရောဖွင့်နေ့မှာပဲကျွန်တော်တို့အောင်ခဲ့ပါတယ်အောင်တဲ့တော့လည်းဝမ်းသာပါတယ်ကဲဒီနေ့လည်းအင်္ဂါနေ့မှာလည်းအခွေရောပတ်တီရောကျွန်တော်အခွေရတော့ဒါကျွန်တော် line ပေါ်မှာတင်ပေးနေတာပေါ့နော်ပတ်တီသမားတွေကကျွန်တော်ရှိမှမန်ပါဝင်တဲ့သူတွေပေါ့နော်ကျွန်တော်ရဲ့မန်ပါဝင်တဲ့အမျိုးတွေတဲ့အဖွင့်နေ့မှာပဲရှာတော့တယ်ကျွန်တော်ဝမ်းသာတယ်အားကြောင့်မို့ဒီနေ့အင်္ဂါနေ့ရပြီနေပြီးတော့ကျွန်တော်တို့တောက်တန်နောက်ဆုံးနေ့တိနော်ပတ်တီကျွန်တော်ရှိကိုယုံကြည်နေဝင်တဲ့ကျွန်တော်ရဲ့အမျိုးတွေမန်ပါဝင်တဲ့ကျွန်တော်ရဲ့အမျိုးတွေအားလုံးလည်းရကြပါစေနော်စားတဲ့တူရနိုင်ပြီးတော့ကျွန်တော်ရှိမှာကျွန်တော် line ပေါ်မှာတင်ပေးပြီးတော့ကျွန်တော်ရဲ့ဗီဒီယိုအမြဲစောင့်ကြည့်ပြီးတော့အခွေထုံးနေကြတဲ့အမျိုးတွေလည်းကျွန်တော်တို့ဒီနေ့အင်္ဂါနေ့ကနေပြီးတော့တောက်ကြနေ့ထိရကြပါစေလို့ဆုတောင်းပေးတယ်နော်ကျွန်တော်ရဲ့ပတ်တီကိုယုံကြည်နေမှဝင်ထားကြတဲ့ကျွန်တော်ရဲ့အမျိုးတွေလည်းနော်တောက်လျှောက်ညနိုင်ကြပါစေဆုတောင်းပေးတယ်ကဲကျွန်တော်ရှိမှာဝင်နေတယ်ဆိုတော့ကျွန်တော်ရဲ့ Viber နံပါတ်ကတော့3999 60 90 60ဖြစ်ပါတယ်3999 60 90 60ခွန်3နောက်ပိတ်ဖြစ်ပါတယ်ကျွန်တော်ပိုက်ပါဆိုအဲ့တလုံးမတုံးပါတယ်နော်3999 60 90 60ခွန်3နောက်ပိတ်ဖြစ်ပါတယ်အဲ့တလုံးမကျွန်တော်ပိုက်ပါအောင်တုံးပါတယ်ဒီလိုပဲဖြစ်ဖြစ်ကျွန်တော်မျိုးတွေအဖွင့်နေ့မှာကျွန်တော်ရခဲ့တဲ့အတွက်တကယ်ဝမ်းသာပါတယ်နော်အဲ့တော့အဖွင့်နေ့ကနေပြီးတော့တောက်ကြနေ့ထိရနိုင်ကြပါစေလို့လည်းဆုတောင်းပေးတယ်အဲ့တော့ကျွန်တော်အခွေကိုပြောပြပေးမယ်နော်ကျွန်တော်တို့အခွေရတော့နော်ကဲတွေ့လားကြီးလေးရတာနဲ့ဗောနော်မင်္ဂလာရှိတော်နဲ့ခင်းလေးမှာကျွန်တော်ငှက်ပေါင်းစုံနဲ့เนาะအတန်လေးနဲ့တန်တာချိုအေးနေတာဗောနော်အဲ့တော့ကျွန်တော်ပြောပြမယ်ကျွန်တော်တို့တဏီကုံစာတော့ဖြစ်ပါတယ်နော်တဏီကုံစာတော့ဖြစ်ပါတယ်ကျွန်တော်တနေ့မှာတစ်ခါပဲတကြောကျွန်တော်တစ်ချိန်ပဲမနက်ပိုင်းဒါ6နိုင်ကျော်ကျွန်တော်တင်ပေးတယ်နေ့တိုင်းဒါတင်ပေးတယ်တစ်ချိန်ပဲကျွန်တော်တင်ပေးတယ်မနက်ပိုင်းအောင်ပိုင်းညနေပိုင်းကဆက်ထုတ်ခြင်းနဲ့ထိုးမထုတ်ခြင်းနဲ့ဒါကိုတမိုင်းเนาะဒီကအောင်ဖို့ရည်ကြီးရဲ့တစ်ချိန်အောင်ရင်ကျွန်တော်ကျင်နေပြီကျွန်တော်အဲ့လိုမျိုးဗောနော်အဲ့တော့အခွေပြောပြမယ်အခွေရတော့ကျွန်တော်တို့3 3ည6 8 4ဖြစ်ပါတယ်3ရယ်3ညရယ်6ရယ်8ရယ်4ရယ်ဖြစ်ပါတယ်အဲ့ဒါကျွန်တော်တို့အင်္ဂါနေ့တနေ့ကုန်စားတော့ဖြစ်ပါတယ်ကျွန်တော်ရဲ့အမျိုးတွေအားလုံးပဲအင်္ဂါနေ့တနေ့ပို့ကံကောင်းနိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေ့တဲ့သူတွေလည်းတိုင်းရန် share လေးလုပ်ပြီးတော့ follow လေးလည်းလုပ်ပြီးတော့ပါ share လေး share ပြီးတော့ပါ comment လည်းလုပ်ပြီးတော့ပါ YouTube အမျိုးတွေဆိုလည်းဒီလိုပါပဲเนาะအားလုံးပဲကံကောင်းကြပါစေလို့ဆုတောင်းပေးပါတယ်